မင်းပြင်တယ်မဘလူးလဲ နေမျိုးအောင် ဒီနေ့တကြံမှာနင်တို့ငါမို့ဖိုးပေးမယ်ဒါပေမဲ့လော်လော်တော့မပေးနိုင်ဘူးငါမေးတဲ့မေးခွန်းကိုခြေနိုင်ရမယ်အဲ့တော့ဒီကြီးကိုရင်စမေးမယ် ဟုတ်မေးပါဦးလေ ဒီနေ့ရဲ့အကောင်းဆုံးမျိုးသားဇက်ပုဆုရှင်အကယ်ဒမီသူရ နေမျိုးအောင် 150ပေါင်းရင်ဘယ်လောက်ရမလဲ 150 နွားတွေကဘာစားလဲ ညက်စားတယ် တော်တယ်အဲ့တော့ရော့မဘူး ကျေးဇူးပါဦးလေ အဲ့ဆိုတော့တယောက်လွတ်လာတော့နော်ဒီကောင်မလေးကတော့နည်းနည်းတုံးတယ်သူ့ကလွယ်မေးဖို့မေးမှဖြစ်မယ် ဝမ်ဝါလောင်းဝါဦးလေးမေးရဲ့ဖေငါလေးပြောပြပေးရဦးလေးမေးလိုက်တာကအဖြစ်မှားကြတော့နေမျိုးအောင်150ညက်ငါပြောလို့ဘာမှပြောနိုင်ဘူး မင်းမြန်နော်မင်းပြင်တယ်မဘလူးလဲ နေမျိုးအောင်နေမျိုးအောင် မင်းအသက်ဘယ်နဲ့လဲ 150 ဟာမင်းတော်တုံးတာပဲဟမ်ဒီလောက်တုံးအောင်နင်ဘာစားပြီးကြည့်တာ ညက်စားပြီးကြည့်တာလေ ဟာ What the fuck? What the fuck? What the fuck? အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီကိုသာလာခဲ့ပါ